တစ်ယောက်ရဲ့မနက်ခင်းပထမဆုံး7 နာရီဟာတစ်နေ့တာလုံးရဲ့လှုပ်ဆောင်ချက်တွေကိုသတ်မှတ်ပေးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အောင်မြင်သူအများစုရဲ့လှုပ်ဝက်ချက်ဟာသူတို့ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ထက်မနက်ခင်းလေးထပ်ကောင်းမြတ်ပေါ်မှာပိုပြီးခြေခံတတ်ပါတယ်။မနက်ခင်းမှာမိမိကိုယ်ကိုကောင်းမွန်စွာပြင်ဆင်ခြင်းကကျွန်တော်တို့ဘဝကိုသိသိသာသာပြောင်းလဲစေနိုင်ပါတယ်။နံပါတ်1စိတ်ပီစီမှုကိုလျှော့ချပေးခြင်းမနက်အိယာနိုးနိုးချင်းဖုန်းကြည့်မယ်စားတရားထိုင်ခြင်းသို့မဟုတ်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကစိတ်ကိုငြိမ်သက်စေပါတယ်။အချိန်လူပြီးပြေးလွှားနေရတဲ့ဒုက္ခကနေကင်းဝေးစေပြီးဒီနေ့တာကိုတည်ငြိမ်တဲ့စိတ်နဲ့လမ်းဆက်တက်ကြွစေနိုင်ပါတယ်။နံပါတ်2အာရုံစိုက်မှုမြင်မာလာခြင်းမနက်ခင်းမှာဘာလို့ဆောင်မယ်ဆိုတာကိုပလန်ရေးခြင်းကအောက်နောက်ကိုကြိုတင်ပရိုဂရမ်လုပ်လိုက်သလိုပါပဲ။ဘာလို့ရမလဲဆိုတာရှင်းလင်းနေတဲ့အတွက်အချိန်ပြည့်ဖြုံးတိမှုနည်းသွားပြီးအရေးကြီးတဲ့အလုပ်တွေကိုပုံမထိရောက်စွာလှုပ်ဆောင်လာနိုင်ပါတယ်။နံပါတ်3ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တိုးတက်ခြင်းရေဒုက္ခတောက်ခြင်းနဲ့ကြောဆန်လေ့ကျင့်ခန်းလုပ်ခြင်းကခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်ကိုနှိုးဆော်ပေးပါတယ်။ဒါဟာဒီနေ့တာလုံးလမ်းဆန်းတက်ကြနေဖို့အတွက်အကောင်းဆုံးလောင်စာပါပဲ။မိတ်ဆွေကရောမနေ့နိုးတာနဲ့ဖုန်းရင်ကင်တတ်သလား။ဒါဆိုရင်တော့သင်ဟာဒီနေ့တာရဲ့အစွမ်းအင်ကိုအလဟတ်တဖြုံးနေတာပါပဲ။အိယာနိုးခြင်းရေဒုက္ခတောက်ပါ။ကျွန်တော်ကိုယ်တိုင်လူအများစုကမနေ့နိုးတာနဲ့ဖုန်းကိုအရင်ဆုံးဖြည့်ကင်တတ်ကြပါတယ်။ဖုန်းကန်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ခြင်းပါ။ပြီးတော့ကိုယ့်ရဲ့ကိုယ်ကိုခြာရေးပါ။ဒီလေးထလေးတွေကကျွန်တော်တို့စိတ်ကိုပိုပြီးပျော်ရွှင်စေရုံတင်မကပဲအောင်မြင်မှုစီကိုပါအမြန်ဆုံးခေါ်ဆောင်သွားမှာပါ။မနက်ခင်းကိုနိုင်ယူနိုင်ရင်ဒီနေ့တာလုံးမှာစိတ်ကြည်လင်လန်းဆန်းတက်ကြစေပြီးလှုပ်ဆောင်ချက်ကောင်းတွေကိုလှုပ်ဆောင်နိုင်မှာပါ။အပြောင်းလဲဆိုတာအလေးထားသေးလေးတွေကပဲစတာပါ။ဒါကြောင့်ပြင်းရင်မနေပဲဒီလှုပ်ဆောင်ချက်သေးလေးတွေကိုလှုပ်ဆောင်ကြည့်စေချင်ပါ